ကိုလေးကစောစီထားလို့ပါလားဗါလဲကိုလေးတက်တာတော့ပြီလား မတက်တာသေးပါဘူးနင်လာနဲ့တော့ပဲနှိပ်ပေးပါအောင် နှိပ်ချင်မလို့တော့ကိုလေးရေအရင်အရှင်အန်တီကိုမေးပြီးတော့လေသူတောက်နေတဲ့စီလေးဝယ်ခဲ့ပြီဂုံကြီးတဲ့ကိုလေးရဲ့ ကုံကြီးတော်တော်ကြားဘူးနေတယ်လို့ပဲ မလဲအเจ้าမှာပေါ့ငယ်တော့ဆိုလို့ရှိရင်လေဂုံကြီးကြော်ညာတင်ပြနေခဏခဏလာနေတာဟော ဗါလေဒါလိမ့်စေးလိုက်ရဒါလေးလိမ့်ပြီးနှိပ်ပေးပါအောင် ကိုလေးကလည်းလိမ့်စင်မဟုတ်ပါဘူးဒါကကြတော့ဂုံကြီးစေးအရင်တောက်စေးအရင်ဒါလေးကကြတော့တောက်စေးပြားလေးဒီနှစ်ခုတွဲတောက်ရတာလေကိုလေးရဲ့ဂုံကြီးစေးကလေလေးဘက်နာယောဂအမျိုးမျိုးဖြစ်တဲ့ဟိုပိုးလေးဘက်နာသွေးလေးဘက်နာအရေပြားလေးဘက်နာပြီးရင်လေအစ်စ်တွေရောင်ရမ်းကြိုက်ခဲတာပြီးရင်ယူရစ်အစ်စ်တွေအရမ်းများလို့လေဖြစ်တဲ့ကောက်ယောဂပြီးကြီးပါယောဂအမျိုးမျိုးတွေကိုလည်းလေဘေးတို့ဆုံးချုံမရှိဘဲနဲ့ထိရောက်စွာပျောက်ကင်းစေတယ်လေးဘက်နာရဲ့နောက်ဆက်တွေယောဂတွေလည်းလေသူကကာကွယ်ပေးတယ်ကိုလေးရဲ့ ဒါနင်ဘယ်တော့ဝယ်ခဲ့ရတော့ ပေးမှတော့ဝယ်ခဲ့တာပေါ့ ပြင်းထီတော့တော့ဝယ်တယ် ဟာနီနီလေးပဲဟိုကိုလေးရဲ့ရန်ကုန်မြို့စနေစွဲမြင်းဆောင်နေတာယာကုန်းလန်နတ်တာကုန်းရက်ကွယ်အင်းစိန်တို့အဲ့ဒါပြင်ရမယ်လေ ဒါဆိုဒီနားလေးပဲပေါ့ ဟုတ်ပါအမလေးတို့ကလေဆောင်းမလေးတောင်းရှိသေးတယ်လေးဘင်းနာဆိုတကယ်ပြောက်ဂုံကြီးစေးကိုတောက်တယ် နင်ရဲ့ကြောက်တာတောက်တာခဏထားပါအောင်တောင်ကြီးမှာရှိတဲ့တော်လေးကိုလည်းပို့ပေးအောင်မယ် အမလေးပို့ပေးစရာမလိုပါဘူးရန်ကုန်မြို့မှာမဟုတ်ဘူးအမြို့မြို့အနေနဲ့မှာရှိတဲ့စိတ်ဆိုင်တွေမှာလေဂုံကြီးကိုအလွယ်တကူဝယ်လို့ရတယ် ဒါဆိုကောင်းတာပေါ့အဲ့တော့နိုင်ငံခြားမှာရှိအမေကိုပဲပို့ပေးလိုက်တော့မယ် မလဲအဲ့ဒါလည်းမပို့ပေးနဲ့ဒီပါကလေမြန်မာတန်းနေမှာလေဂုံကြီးကိုအလွယ်တကူဝယ်လို့ရတယ်လို့ ဒါဆိုပိုကောင်းတာပေါ့ဂုံကြီးအမတ်တစိတ်ကတော်တော်ကောင်းတာပဲနော် ကောင်းတာပေါ့ကဲအဲ့ဒါလေးကိုလေးပုံမှန်မိဝဲဟုတ်ပြီလားစာအုပ်ဓမ္မတော့ချစ်တော့မယ် ကောင်းနေရော ရှင်ဟုတ်ဘာခိုင်းမလဲကိုလေး ဘာမှခိုင်းစရာမရှိဘူးစောက်ကိုကြည့်ရလေဘယ်လိုတော့ကြိုက်ပုံမယ်နော်စောက်ဒီအိမ်ရောက်လာပြီးကြတဲ့ပန်းနေရမသိတော့ဘူး ရှင် မဟုတ်လေဒီအိမ်မှာရှိတဲ့ပန်းနေရမသိတော့ဘူးလို့စောက်ကရေလောင်းပေးလို့လေအဲ့ဒါအခုလေဒီမှာကိုလေးရဲ့အမေကနိုင်ငံခြားကနေပို့ပေးလိုက်တဲ့အီတလီပန်းအဲ့စောက်နဲ့လိုက်မယ်ထင်လို့ကိုလေးကလက်ဆောင်ပေးတာပြ စာအုပ်ညီမဘာတူလဲ ကိုရုပ်ခေါ်ပြီးခမင်းရောက်နေရလို့ပြောလိုက် ဘဲကိုကြီးလဲ ဟဲ့ဒီမှာဘယ်နှယောက်ရှိလို့လဲကဲလင့်ပြောညာပေါ့ ရှင်ကဘာလို့မလို့ခေါ်ပေးရမလဲ ဒီငါအကြောင်းမသိသေးဘူးနဲ့တူတယ် မလေးမသိချင်ပါဘူးစိတ်နှဝင်စားပါအောင် ရှိုင်းလိုက်တာ ဟောယမင်းရောက်နေရအောင်စောက်ယမင်းအတွက်တစ်ခုခုစီစဉ်ပေးလိုက်အောင် ဟုတ်ကောလေး ကိုကြီးဘလို့လူတွေအိမ်မောင်ခန့်ထားတာလဲအချိုးမပြေဘူး ကြီးမေအခုအောက်မှာရောက်နေရမင်းဆိုတာလေဘယ်ကကောင်မလဲကိုလေးနဲ့ဘယ်လိုပတ်သက်တာလဲ တော့ရှုပ်ဖို့မစင်စားနဲ့နော်မိဘချင်းသဘောတူထားတာ ဟမ်မိမစင်တော့တူထားတာ ဟုတ်တယ်ငငယ်ကလေးကနေအဝင်ထွက်ရှိတာ ဟာစောင်းမပြတူတစ်ခါမှမြင်ဘူးပေါ့ မင်းမင်းမလဲမနေ့တနေ့ကမှနိုင်ငံခြားပြန်လာတာ ဟုတ်လား ဟုတ်တယ် သူ့လေကြည့်လို့ကိုမညာအေးလေလူကြီးချင်းကလည်းတဘောတူပြီးလူငယ်ချင်းကကြိုက်ကြမှာမဟုတ်တာဘူးကိုလေးကလည်းသူ့ကြိုက်တဲ့ပုံမပေါ်ပါဘူးဟိုကောင်မရမင်းကကိုလေးကိုကြိုက်နေတယ်မသိလားကိုလေးတကယ်တမ်းကြိုက်တဲ့လူကဘယ်လိုလဲသိလား ငါလား ထွေးစုတောင်းလေရှင်ဖြစ်မလားတကယ်တမ်းကျတော့ကိုလေးကဘလို့ကိုကြိုက်နေတာလဲဆိုတော့အချင်းကြိုက်တော့လေတော်လေးတိလာမှာပါ ကိုကြီးခမင်းတစ်ခါပြောထားမယ်နော်လူကိုပဲအပိုင်ရပြီးတော့လေစိတ်ကိုအပိုင်မရမယ်အိမ်အောင်ရင်းမျိုးရမင်းလုံးဝမလိုချင်ဘူးပါဇက်ကပြန်ပြောလေတခုပြောပါဇက်ကမပြောတတ်ဘူးလားပြောလိုက်မထုံတပေးနဲ့ဟာရိုစိတ် ဒီမှာရေလေးသုံးဆောင်မှာ ဆုံးပါမီဟဲ့နေလောက်ကိုလူလုံးလောက်တော့လားဟမ်ငါလက်ကဒီမှာပဲရှိသေးတယ် မရရသေးဘူးလား အေးခုမှတကယ်ကြိုက်တာ မင်းတော်တော့နင်အဲ့လိုလုပ်တာငါမကြိုက်ဘူးနော်ကိုထက်နှိမ့်ကြတဲ့သူတွေအဲ့လိုဆက်ဆက်စရာလား ကိုကြီးရမင်းပြည့်လို့ပြောချင်တာလားဒီမှာကုန်းစိုးကုန်ပြီလေဒီကောင်မတစ်ခါလုံးလုံးပြီးရှာရင်တော့ဒီရင်ကြီးကိုမရဘူး ရှင်မင်းနင်ဒီနေ့ဒီလောက်ပဲတော့လိုက်တော့ကွာ အေးတော့မှာပါကိုကြီးရဲ့ဒီဟာမကပဲကာပြီးနေခဲ့လိုက်တော့ ရှင်မင်းရှင်မင်းရှင်မင်းမင်း ဟဲ့နေရဒီငုံပါပြန်လာလို့ပြန်လာလဲ ဟဲ့ငါဘာငါဘာတယ်လို့နေဘူးပါ ဩရေခွက်သေးသေးလေးနဲ့လောင်းခံရတာအားမရလို့ဒီတစ်ခေါက်ရေပေါင်းကြီးကြီးနဲ့အလောင်းခံဖို့လာလားဟုတ်လား ဟာတိတာပဲနေအရင်တစ်ခါတည်းတမင်တကာလုတ်တယ်ဆိုတာ အတိလည်းဘာလို့လာနေရလဲအဆက်ကိုမရှိဘူးနော် main ကလေးတံမဲနဲ့ယောက်ျားလေးလူမျိုးရှိတဲ့အိမ်ကို6ပါအောင်လာနေတာအော်ပါရဲ့ ရှက်ရှိရမှာနင်းလို့အဆင့်တန်းနေများကိုကြီးလို့အဆင့်တန်းမှန်းရဲ့နော် ဟဲ့ငါနဲ့ကိုကြီးကိုမန်းနေတာမဟုတ်ဘူးနင့်ကိုကြီးရတာငါ့ကိုလေအနမ်းပေးလိုက်ပန်းပေးလိုက်မှန်းနေတာသိရလား ဟာ ဘာလဲနင်ငါဘောက်ရိုက်ချင်နေရလား CCTV 16လုံးရှိတယ်နော်အဲ့ဒီ CCTV ကနေတဆင့်နင်ငါ့ကိုပါရိုက်နေတဲ့ဟာကိုလေကိုကြီးရတာတွေ့သွားလို့ကတော့နင်မလွယ်ဘူးမှတ် တော်စမ်းမ ယမင်း
နေအောင်အားထည့်ပြီးရ